လာပါရှင်မမိုးဟင်းချက်နေပြီပေါ့နော်ဒီလိုဒီလေးစီတက်မယ်လာစားခြင်းတဲ့လူတွေကိုလေသဘောကျအောင်ချက်ကြည့်မလို့ချက်ပြနေတာနော်ဘာချက်တာလဲမဆန်နေချက်တာလေကိုကြည့်ကြည့်ငါးလေးကိုမနေ့ကတော့ဝဲပြီးတော့စားလေးတွေနေထားတာအဲ့ဒါမဆန်နေလေးချက်မဆက်နဲ့လားဟုတ်တယ်ဟုတ်တယ်အင်းကပြောစရာတစ်ခုရှိတယ်ဟဲ့ပြောလေဘာပြောမှလဲပြောငါဧည့်သည်တွေလာမယ်3ယောက်တောင်လာပါအဲ့နင်းလည်းကောင်းတယ်လည်းချက်ပြေးဖို့ဘယ်နှစ်ယောက်3ယောက်တော့စံတော့ကတော့မပူပါနဲ့ငါထုတ်ပေးပါမယ်ဈေးရပါတယ်ရှင်မိတ်ဆွေလည်းကျမမိတ်ဆွေပေါ့အဲ့ဒါဘယ်နှစ်ရက်နေရောက်မှလဲပြောကျမကြီးကကြိုတင်ပြင်ဆင်ရမှာလေဟိုရဲ့ဘာလဲအင်္ဂလိပ်လိုဟို18လား19လား20လားအဲ့ဒါလည်းမဟုတ်ဘူးဟုတ်ကိုရဲ့ဟိုဟာဒါဆိုလို့ရှင်ဟွာလား$2စုပ်ဘယ်နှစ်ရက်လဲအဲ့လိုလားအဲ့ဒါလည်းမဟုတ်ဘူးအော်မဟုတ်တော့ကျမဘယ်ရက်လာမှမသိတဲ့ဥစ္စာကိုကိုကြည့်ကြည့်ရဲ့ဘလို့ကျမချက်ရမလဲကျမကိုပြောပါအောင်ဘယ်ရက်ကိုဘလို့လေးလာမှလဲငါစဉ်းစားအောင်မယ်အော်တကောင်လောက်ကိုထပ်တာអော်တာဟဲ့တကောင်လောက်ထားအောင်လဲဆိုရှင်လာတဲ့ဧည့်သည်တွေကရောင်းတတ်တာမဟုတ်ဘူးတကောင်လောက်ကိုထပ်တာអော်တာဟဲ့တကောင်လောက်ထားអော်တာဘာလဲကိုကြည့်ကြည့်ပြောလေငါပြောရမလားပြောအပရီနီယာဆိုတာအမလေးတကောင်လောက်ထားអော်တာ Happy New Year ကိုမအော်တတ်ဘူးတဲ့မမိုးလည်းမခေါ်တတ်ဘူးเนาะကဲရပါတယ်အဲ့ရကြလာတော့ကျမချက်ကျွေးပါမယ်ရှင်မမိုးငစနေလေးတွေချက်နေပါတယ်ရှင်မမိုးတို့အိမ်ကိုဧည့်သည်လာလို့ရှိရင်လည်းမမိုးလေးရကောင်းကောင်းလေးတွေချက်ကျွေးပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်